သူမပြန်လည်မွေးဖွားလာပြီးနောက်ပထမဆုံးလုပ်ခဲ့တဲ့အရာကတော့မောင်လေးကိုတွားရှာတာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ရေထဲကဘသူ့ကိုမှမကယ်ဖို့မောင်လေးကိုသူမပြောခဲ့တယ်။မောင်လေးကတော့ပထမတော့အမဖြစ်သူရဲ့စကားကိုနားမလည်ခဲ့ပါဘူး။နောက်တစ်စက္ကန့်မှာပဲရေကန်ထဲကနေအကူအညီတောင်းတထွက်ပေါ်လာခဲ့တယ်။မောင်လေးကတွန်းဆုတ်မနေပဲထိုလူကိုကယ်ဖို့ပြင်လိုက်ပါတယ်။အမဖြစ်သူကသူ့ကိုတင်းတင်းကြပ်ကြပ်ဆွဲထားခဲ့တယ်။ထိုလူကိုတွားခဲ့ရင်သူမလည်းရေထဲခုန်ဆင်းလိုက်မယ်လို့မောင်လေးကိုတတိပေးခဲ့တယ်။မောင်လေးကစတင်တွန်းဆုတ်သွားပေမဲ့ရေနစ်နေတဲ့သူကိုဒီတိုင်းကြည့်မနေနိုင်ခဲ့ပါဘူး။အမဖြစ်သူကသူမမှာနီးလက်တစ်ခုရှိတယ်လို့ပြောခဲ့တယ်။သူမကအနီးနားမှာရှိတဲ့ဒေတာခံလူပြိုကြီးတယောက်ကိုချက်ချင်းတွားရှာလိုက်တယ်။မရလို့ချင်းတလားလက်ထပ်ယူနိုင်အောင်ကူညီပေးမယ်လို့သူမမေးလိုက်ပါတယ်။ရေထဲကပရိယေများတဲ့ကောင်မလေးဟာတမင်တက်တက်ခုန်ဆင်းသွားတာကိုသူမသိနေခဲ့တာပါ။သူမရဲ့အတိတ်ဘဝတုန်းကဒီကောင်မလေးကိုမောင်လေးဖြစ်သူကကယ်တင်ခဲ့ပူပါတယ်။အဲ့ဒီနောက်မှာကောင်မလေးကသူမမတရားပြုကျင့်ခံရပါတယ်ဆိုပြီးမောင်လေးကိုအတင်းလက်ထပ်ခိုင်းခဲ့တယ်။ပရိယေများတဲ့ကောင်မလေးဟာသူမအမျိုးသားရဲ့ကိုယ်ဝင်လွယ်ထားတာကိုအမဖြစ်သူကနောက်မှသိရှိခဲ့ရပါတယ်။ထိုနှစ်ယောက်ဟာမောင်လေးကိုကောင်မလေးနဲ့လက်ထပ်ခိုင်းဖို့အကွက်ဆင်ခဲ့ကြတာပါ။ဒီလိုနည်းနဲ့မောင်လေးကသူတို့ရဲ့ကလေးကိုမွေးမြူပေးရမှာဖြစ်ပြီးသူတို့နှစ်ယောက်ကတော့ဖောက်ပြန်တာကိုဆက်လုပ်သွားကြမှာပါ။မောင်နှမနှစ်ယောက်အမှန်တရားကိုဖော်ထုတ်ပြီးတရားမျှတမှုကိုတောင်းဆိုဖို့ကြိုးစားတဲ့အခါအမျိုးသားနဲ့ပရိယေများတဲ့ကောင်မလေးတို့ရဲ့တစ်ဖက်ချင်းကိုခံခဲ့ရပါတယ်။တဖန်ပြန်လည်မွေးဖွားလာချိန်မှာတော့အမဖြစ်သူကမောင်လေးကိုထိုပရိယေများတဲ့ကောင်မလေးအားဘယ်တော့မှပေးမခဲ့တော့ပါဘူး။သူမကလူပြိုကြီးစီသွားပြီးကောင်မလေးကိုရေထဲကဆွဲတင်ပေးရင်ထိုကောင်မလေးနဲ့လက်ထပ်ပေးမယ်လို့ပြောခဲ့တယ်။ဝမ်းသာအားရဖြစ်သွားတဲ့လူပြိုကြီးကရေကန်ထဲခုန်ဆင်းပြီးကောင်မလေးကိုကယ်တင်ခဲ့ပါတယ်။အမဖြစ်သူကကောင်မလေးကိုပွေ့ချပြီးရေမျောစင်နောက်မှာပုံနေဖို့သူမအချက်ပြမှထွက်လာဖို့လူပြိုကြီးကိုပြောထားခဲ့တယ်။မကြာမီမှာပဲသူမရဲ့အမျိုးသားဟာလူအုပ်ကြီးနဲ့အတူရောက်ရှိလာခဲ့ပါတယ်။ကောင်မလေးကိုအမဖြစ်သူရဲ့မောင်လေးကယ်ခဲ့တာလားလို့သူကချက်ချင်းမေးလိုက်တယ်။အမဖြစ်သူကပြန်ပြီးမေးခွန်းထုတ်ခဲ့တယ်။ကြောက်နေတဲ့ကောင်မလေးကိုရှာပင်မတွေ့သေးပဲမောင်လေးကယ်တာလို့သူကဘာလို့ဒီလောက်အသေးချပြောနိုင်ရတာလဲ။အမျိုးသားဖြစ်သူစကားမဆက်နိုင်ပဲဆုံးသွားခဲ့ပါတယ်။ကောင်မလေးတွေ့စိတ်ပူလို့ပါလို့ပဲသူပြောင်ကတန်းပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲဆူဆွဲနေတဲ့ပြည်ရများတဲ့ကောင်မလေးဟာပြေးလာပြီးကယ်ဆယ်နေစဉ်အတွင်းမောင်လေးကသူမကိုအမျက်ထုတ်ခဲ့ပါတယ်ဟုငိုယိုပြီးဆွဆွဲပါတော့တယ်။ဘေးကကြည့်နေသူတွေကအတင်းအဖျင်းပြောကြတော့တယ်။မြင်သူအချို့ကမောင်လေးကိုလူမိုက်လို့ခေါ်ကြပြီးအချို့ကလည်းမတော်တဆထိမိတာဖြစ်နိုင်တယ်လို့ထင်ကြတယ်။မောင်လေးကသူကယ်ခဲ့တာမဟုတ်ပါဘူးလို့စက်တိုက်ရှင်းပြနေပေမဲ့ပြည်ရများတဲ့ကောင်မလေးကတော့သူပဲဖြစ်ပါတယ်လို့အတင်းညင်းဆိုနေခဲ့ပါတယ်။သူမရဲ့တိတ်ခါကိုအလက်ကားနေရင်ဘယ်တော့မှအပြက်စီးခံမှာမဟုတ်ဘူးလို့သူမကပြောခဲ့တယ်။အမျိုးသားဖြစ်သူကဘေးကနေမြောက်ပင်ပေးခဲ့ပါတယ်။မောင်လေးအနေနဲ့ကောင်မလေးကိုတာဝန်ယူတင်ကြောင်းအဆက်ကွဲရမယ့်ကိစ္စကိုမင်္ဂလာပွဲဖြစ်ပြောင်းလဲလိုက်တာဟာအကောင်းဆုံးရလဒ်ဖြစ်ကြောင်းသူကပြောခဲ့တယ်။မဟုတ်ရင်မောင်လေးဟာအလုတ်ပြုတ်သွားလိမ့်မယ်လို့ဆိုပါတယ်။လူအုပ်ကြီးကလည်းသဘောတူခဲ့ကြပြီးပြည်ရများတဲ့ကောင်မလေးကလည်းဒီစီစဉ်မှုကိုလက်ခံဖို့လိုလိုလားလားရှိတယ်လို့ပြောခဲ့တယ်။အမဖြစ်သူကအရေးကြီးတဲ့အချက်တစ်ခုကိုလူတိုင်းကိုသတိပေးလိုက်ပါတယ်။မောင်လေးရဲ့အဝတ်စားတွေဟာလုံးဝ၆တွေ့နေတာကြောင့်ရေမဆိုးပဲရေကန်ထဲခုန်ဆင်းလို့မရနိုင်ပါဘူး။ပြည်ရများတဲ့ကောင်မလေးကကဲပြီးနောက်ဝတ်စားလဲလိုက်တာဖြစ်နိုင်တယ်လို့ကြပြကြရညင်းဆိုခဲ့တယ်။အမဖြစ်သူကသူမကိုထိထိရောက်ရောက်ပြန်မေးလိုက်တယ်။ဘေးမှာတစ်ချိန်လုံးလူတွေအများကြီးရှိနေတာမောင်လေးဘယ်မှာသွားပြီးအဝတ်စားလဲနိုင်မှာလဲ။ဒါအပြင်မျိုးသားဖြစ်သူရောက်လာချိန်မှာလဲမောင်လေးကအနီးအနားမှာရက်နေတာကိုလူတိုင်းမြင်တွေ့ခဲ့ရတာပါ။ဆက်လက်မငင်းဆန်နိုင်တော့တဲ့အခါပြည်ရများတဲ့ကောင်မလေးကကြီးကြပြီးမြစ်ထဲခုန်ဆင်းမလို့ဟန်ဆောင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့မိခင်ကဒေါသတကြီးပြေးလာခဲ့တယ်။သူမကမောင်လေးကိုတာဝန်ယူရမယ်လို့အကြောင်းပဲတောင်းဆိုပါတော့တယ်။အမဖြစ်သူကသူမကိုမေးခွန်းတစ်ခုမေးလိုက်တယ်။ရေထဲမှာသူမရဲ့သမီးကိုထိခဲ့တဲ့ယောက်ျားတိုင်းကသမီးဖြစ်သူကိုလက်ထပ်ရမှာလားလို့မေးခဲ့တာပါ။မောင်လေးကကဲတင်သူဖြစ်တယ်လို့တေချာပေါက်ယုံကြည်နေတဲ့မိခင်ကမဆိုင်မတွာကောင်းညစ်ခဲ့ပါတယ်။ပြည်ရများတဲ့ကောင်မလေးနဲ့မျိုးသားဖြစ်သူတို့ကလည်းကဲတင်သူဟာတာဝန်ယူရမယ်လို့အတင်းကျပ်ပြောခဲ့ကြတယ်။သူတို့စကားကြောင့်အမဖြစ်သူကပြုံးလိုက်တယ်။ဘေးကကြည့်နေတဲ့လူအားလုံးကိုတက်တဲ့အဖြစ်ကူညီပေးဖို့သူမတောင်းဆိုလိုက်ပါတယ်။အဲ့ဒီနောက်ရေမျောစင်ဘက်ကိုသူမအော်ပြောလိုက်ပြီးလူပြိုကြီးကိုထွက်လာခဲ့တော့သူ့ရဲ့တို့သမီးကိုလာခေါ်တော့လို့ပြောလိုက်ပါတော့တယ်။